ဒန်ပေါက်ဆိုပေမဲ့လေသွေးတိုးသမားတွေပါစားလို့ရတဲ့ဒန်ပေါက်ပါလုံးဝထောပတ်မထည့်ပြင်းနဲ့ကျမတို့အိမ်မှာသုံးတဲ့စီကိုပဲအသုံးပြုပြီးချက်တာဒန်ပေါက်ကအပြင်မှာဝယ်စားရင်ဈေးကြီးရလေကိုပန်ကိုဒီလိုလေးချက်စားတော့ဝဝလင်းလင်းစားရတယ်မိသားစုတွေပေါ့နော်အရင်ဆုံးဒါကိုကျမကဒီတစ်ခါချက်နေမအောင်သုံးထားပါတယ်ကြက်ရှင်မုံနဲ့ကြက်ပေါင်ပေါ့နော်အဲ့လိုစိတ်တခုပြီးရင်ကြက်သိန်းမိကလေးရဲ့ချက်ထောင်းကျကြက်အချင်းနိုင်လေးပါထိချက်အကြတာမိုးစားလေးနဲ့ဂင်ဂင်လေးနဲ့ထည့်ပြီးသူ့နေပြီးတော့ကျမတို့ကနှက်ထားမှာပါရှင်ဖုံးပြီးတော့ရေခဲတက်တာထဲမှာ3နာရီ4နာရီတောင်နှက်ပါတယ်တုံလေးကိုထည့်ပြီးစေထားပါတယ်ပြီးလို့ရှိရင်ကျမဂျင်းချက်တုံလေးထောင်းထားတာလေးကိုကျမကစီတက်ပြီးရောခုနနှက်ထားတဲ့ကြက်သားတွေကိုထည့်ပြီးချက်ပါတယ်ဒီနေရာမှာကျမနော်စနစ်လုံးဝမသုံးပါဘူးဒါကမူလာတွေကအကြောင်းကျိုးထားတဲ့ကြက်သားမို့လို့အဝါရောင်လေးပါတာဘာကြောင့်စနစ်မသုံးလဲဆိုတော့ကျမကလေကြက်သားဒီလိုအရောင်လေးပေါ့နော်ညူမောင်းလေးရချင်တယ်ပြီးကျမတို့ကြက်တုံကြော်ကိုကျမတို့ထည့်ပေးလိုက်ပါတယ်ကြက်အချိုချက်တယ်လို့ပါပဲရှင်ကဲဒါသမင်းချက်ဖို့လုပ်မယ်နော်ကျမတို့ကတော့ဒီမှာ basmati ဆန်သမင်းပေါင်းကိုဒီပေါ့နော်သမင်းပေါင်းကိုခွက်3ခွက်ပဲထည့်ထားပါတယ်မြန်မာပြည်မှာတော့ပေါ်ဆန်းကောင်းကောင်းကိုသုံးတာပေါ့နော်ဒီကို3တက်လောက်ဆင်အောင်ထိုးပြီးတော့ကျမကဒီပေါ့နော်ဒီနောက်ဆုံးရင်းနဲ့နိုင်ဝက်တနိုင်လောက်ဒီဆန်ကိုစိန်ထားပါတယ်ပြီးရင်မျိုးတယ်မဲ့အထဲကိုနည်းနည်းပွင့်ရဲကျမဇီယာစစ်ကလေးတွေပေါ့နော်အဲ့ဒီစစ်ကလေးတွေကိုပါထည့်ပေးပါတယ်ပြီးရင်ခုနစိန်ထားတဲ့ကျမတို့ထမင်းကိုထည့်ပေးပါတယ်ကဲအဲ့ဒါပြီးလို့ရှင်ပေါ့နော်မုံလောင်းနေရဲ့စပီလီချောက်ကိုလည်းထည့်ပြီးတခါတည်းချက်ပေးလိုက်ပါတယ်ရှင်အခုဆိုလို့ရှိရင်ဆန်က3ပုံ2ပုံလောက်ပေါ့နော်ကျမတို့စင်းလာပြီအဲ့ချိန်ကျရင်ကျမတို့ကစကားလေးနဲ့စစ်ပေးလိုက်ပါတယ်ကဲအခုပေါင်းတဲ့ပေါင်းဦးတွေကိုကျမတို့ကဆန်ကိုဒီတပုံလောက်ခင်းလိုက်ပါတယ်ကဲအဲ့လိုလေးပေါ့နော်တေချာမျက်နှာပြင်လေးညီအောင်ဖြန့်ပေးလိုက်ပါပြီးရင်အရသာမှုတ်ကဲစားရဲ့တကြားရဲ့နှက်ထားလေးကိုကျမတို့ဖြူပေးလိုက်ပါတယ်ရှင်ပြီးရင်ဆန်ကိုပေါ့နော်ဒီနှက်ဆက်သွားအောင်ခောက်ပါအရင်ပမွေပါနဲ့ရှင်ကျိုးသွားတတ်ပါတယ်ထမင်းလေးပေါ့နော်ကဲအဲ့ဒါပြီးလို့ရှင်ကျမတို့ခုနချက်ထားတဲ့ကြက်အချိုချက်ကလေးကိုအပွားနေတစ်ထက်ခင်းပေးလိုက်ပါတယ်ကဲပြီးလို့ရှိရင်ဒုတိယအထက်နေနဲ့နောက်တစ်ပုံကိုကျမတို့ကထပ်ပြီးခင်းပေးလိုက်ပါတယ်ရှင်ဒီမှာကျမဆန်နေသွားပါတယ်ဆန်များရင်တော့ပိုကောင်းတာပေါ့နော်လင်းမြန်းနဲ့တည်းရှိရဆိုတော့ဆန်ကိုအများကြီးလည်းမချက်ပါဘူးပြီးရင်အယောင်အဖြစ်ပေါ့နော်ဖူကာလာအဝါလေးတုံးထားပါတယ်ပြီးရင်အစိမ့်လေးတုံးထားပါတယ်ပေါ်ကနေကျမကအရသာမုတ်ကလေးကိုတစ်ခါဖြူပေးတယ်ပြီးလို့ရှင်ကျမကအနံ့အတွက်သူ့မဆလာလေးအပေါ်ကနေဖြူပေးလိုက်ပါတယ်ပြီးရင်ဆန်ကိုနောက်ဆုံးပေါ့နော်ထပ်ပေါ့အပေါ်ကထပ်ခင်းပေးလိုက်ပါတယ်ဆန်များရင်တော့ပိုလှတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမဒီမှာအဖြူကာလာလေးလည်းပါခြင်းလို့ပါပြီးရင်ကျမတို့ရေကြက်အေးလေးထည့်ပေးပါတယ်တချို့ဆိုဒီမှာနွားနိုလည်းတုံးပါတယ်ပြီးရင်ပေါင်းအိုးလေးနဲ့ပေါ့နော်မိနစ်30ဒါမှမဟုတ်မိနစ်50ပေါင်းထားလိုက်ပါကဲအခုဆိုလို့ရှိရင်အနံ့ရတာမှုရပြီးတော့လေဆန်ကြောကြီးကလည်းအရှိကြီးတွေပေါ့နော်အရန်လာတဲ့ဒန်ပေါက်တစ်ပွဲရပါပြီရှင်ကဲဒီမှာတစ်ခုသတိပေးချင်တာဆန်ကိုခူးတဲ့ခါမှာအေးတဲ့အချိန်မှာခူးပါ